ဆရာမင်္ဂလာပါဟုတ်ကဲ့ဆရာမဒီနေ့ဒီ FMI ပေါ့နော်ဒီကမ္မထန်ပွဲလေးအကြောင်းလေးကိုကျွန်တော်သိကြလို့အကြမ်းမြင်မိတ်ဆက်ပေးပါအောင်ဆရာမဒီပွဲလေးအကြောင်းပြောရရင်တော့ဒါဒီအခုရေးထားတဲ့ကြော်ညာလေးဆိုင်းပုတ်လေးလိုပါပဲဟုတ်ကဲ့ဆရာမအန်ဒီတို့ဥက္ကဋ္ဌပေါ့နော်ဥက္ကဋ္ဌရဲ့မွေးနေ့ပါဒီနေ့ကြာရောက်ပါတယ်ဟောဥက္ကဋ္ဌရဲ့မွေးနေ့မှာတရားဥသေစာပေါ့နော်အဲ့ဒီနော်ဟုတ်တရားလူလေးတစ်ခုလှုပ်ချင်တာပေါ့နော်လှုပ်ချင်တဲ့အခါမှာတရားလူဆိုတော့တရားဟောတာတွေကတော့ရှိပါတယ်အများကြီးပါဟုတ်ကဲ့ဒါပေမဲ့ဒီကမ္ဘာ့ကျောင်းလေးကိုအန်ကိုယ်တိုင်သွားပြီးတော့တခါလေ့လာဖို့တယ်ပေါ့နော်သွားပြီးတော့တရားအထုတ်ဖို့တယ်တော်တော်လေးကောင်းပါတယ်ဟုတ်ကဲ့အန်ဒီစိတ်လဲဝင်စားပြီးတော့အလွယ်တကူပေါ့နော်ဟုတ်ကဲ့ပါအလွယ်တကူအားလုံးသိနိုင်ကြတဲ့ဟိုလေးဖြစ်တဲ့အတွက်တရားစကန်လေးဖြစ်တဲ့အတွက်စိတ်ထဲမှာသဘောကျပြီးတော့ဒါလေးကို F9 မိသားစုရောနောက်ပြီး F9 နဲ့ဆိုင်တဲ့မိတ်ဆွေတွေရောမိတ်ဆွေတွေဆိုတာတခြားသောအမကန်ကုမ္ပဏီတွေလည်းရှိတယ်နောက်ပြီးတော့အန်တီတို့ဒီအမကန်နဲ့ဆိုင်တဲ့ agent တွေလည်းရှိတယ်ပေါ့နော်အမကန်ကိုယ်စားလှယ်တွေအဲ့လူတွေကိုလည်းဖိတ်ပြီးတော့အတူတကွတရားနာကျင်နာရယ်နောက်ပြီးတော့ရွေးချက်ကတော့ဒီတရားစခန်းမှာဒီတရားအထုတ်ခြင်းအပြင်တမာတိရနေတဲ့အချိန်မှာဥက္ကဋ္ဌရဲ့မွေးနေ့ကိုအာယုံပြုပြီးဆူတောင်းပေးရင်တမာတိနဲ့ဆူတောင်းတာဖြစ်တဲ့အတွက်ပို့ပြီးတော့ဆူတောင်းတာတွေကပို့ပြီးတော့အောင်မြင်နိုင်မယ်လို့အန်တီကယုံကြည်မှုရှိတယ်ပေါ့နော်အဲကြောင့်ဒီကမ္မထန်တရားပွဲလေးကိုလုပ်ဖြစ်သွားတာပါဟုတ်ကဲ့ပါအန်တီအဲ့တော့ဒီအခုလည်းပွဲပြီးသွားပြီပေါ့နော်ကျွန်တော်လည်းပွဲပြီးသွားတဲ့အချိန်မှာရောဘယ်လိုခံစားရလဲပေါ့အန်တီပွဲပြီးသွားတော့မူလရည်ရွယ်ချက်ထက်ကိုပို့ပြီးတော့ပွဲလေးကအောင်မြင်ပါတယ်စောစောတုန်းကတော့ဒီအန်တီတို့ဝန်ထမ်းပေါင်း100လောက်ရှိတယ်ပေါ့နော်ဝန်ထမ်း100လောက်ရယ်နောက်ပြီးတော့မိတ်ဆွေတွေက20စိတ်လောက်ဖိတ်ထားတယ်ပေါ့ဆိုတော့အဲ့ဒါဒီနဲ့ဆိုလို့ရှိရင်တော့တရားပွဲဒီတရားစခန်းလာမဲ့ပုံကို120တရားစိတ်လောက်မှန်းထားတာပေါ့အခု180လောက်လာပါတယ်တခြားတော့ဒါအန်ဒီတို့ကအင်တာနက်မှာတင်လိုက်တဲ့အတွက် Facebook မှာ F9 ရဲ့ website Facebook မှာတင်လိုက်တဲ့အတွက်တည်တဲ့မိတ်ဆွေတွေလာကြတာဖြစ်တဲ့အတွက်နောက်ပြီးတော့အန်ဒီတို့အုပ်စုပေါ့နော်အန်ဒီတို့ရဲ့ F9 ရဲ့ background အုပ်စုပေါ့အဲအုပ်စုကဝန်ထမ်းတွေလည်းလာကြတော့ခုနပြောသလိုဒီယောဂီပေါင်း180လောက်ဖြစ်သွားတော့စိတ်လက်ဝင်စားကြတာအားလုံးကလည်းပွဲပြီးသွားတဲ့အချိန်မှာအန်ဒီကိုလာပြောကြတယ်ပေါ့နော်တရားစခန်းအများကြီးပဲမှတ်သားစရာတွေပါပြီးတော့ကမ္မထန်တရားအထုတ်ဖို့ဝိပဿနာအထုတ်ဖို့တကယ်လမ်းကြောင်းကိုရရှိသွားပြီးအသိလေးတွေရသွားပြီးသူတို့ဘာမှမသိခဲ့တဲ့အမှတ်တမဲ့နေခဲ့တဲ့ဟာတွေအကုန်လုံးသိရတယ်ဆိုတော့ကျင်းတဲ့ PT တွေလာပြောတော့အန်တီစိတ်ထဲမှာလည်းအရန်ကိုတရားပွဲလေးအတွက်အရန်ဝန်တာ PT ဖြစ်ရပါတယ်ရသွားတဲ့လူတွေအားလုံးအတွက်လည်းစိတ်ထဲမှာတော်အရန်ကိုကျင်းတဲ့ဖြစ်မိပါတယ်ဟုတ်ကဲ့ပါအန်တီအဲ့တော့ဒီ FMI အကြောင်းလေးကိုလည်းနည်းနည်းအကြမ်းမြင်လေးပြောပြပေးပါပြောချင်ပါတယ်ဒါရင် F9 ကတော့ First National Insurance ပေါ့နော်ဟုတ်ကဲ့မြန်မာနိုင်ငံမှာအမကန်ပုဂ္ဂလိကအဖြစ်နဲ့ခွင့်ပြုတာ2013ခုနှစ်ကပါအဲ့တော့အခုဆိုရင်တော့တက်တန်းအဖြစ်3နှစ်ကျော်လေးတော့ရှိပြီပေါ့နော်ဒါပေမဲ့ public ရဲ့ပြည်သူလူထုရဲ့အမကန်ပေါ်မှာတိထားမှုတော့အသုံးချမှုတော့တိတ်ပြီးတော့အများကြီးမရှိသေးပါဘူးဒီတော့အခုချိန်မှာအမကန်ကိုလူသိဖို့အတွက်စူးစမ်းနေရတော့မှရှိပါသေးတယ်အဲ့တော့အဲ့လိုအချိန်မှာ3နှစ်အတွင်းမှာတော့အန်တီတို့လုတ်ခွင့်ရတဲ့အမကန်မျိုးစား6မျိုးပေါ့နော်အဲ့6မျိုးမှာအဓိကကတော့မော်တော်ကားအမကန်နဲ့မိအမကန်ကတော့တော်တော်များသိကြပါတယ်အထူးသဖြင့်မော်တော်ကားအမကန်လူပိုသိပြီးတော့ပို့ပြီးတော့အမကန်ကိုထားကြပါတယ်ဘာလို့လဲဆိုတော့ကားတွေကများလာတဲ့အတွက်အရင်မတော်တဆထိခိုက်မှုတွေများတာပေါ့နော်အဲ့တော့များတဲ့အခါမှာအဲ့ဒီအတွက်ကာဗာရအောင်လို့အမကန်တော်တော်များထားကြပါတယ်အန်တီတို့ကတော့ဒီအမကန်လုပ်ငန်းဒီအမကန်လုပ်ငန်းလုပ်တဲ့လူတွေအားလုံးကစိတ်ထဲမှာထားတဲ့ခံယူချက်ဒီအမကန်လုပ်ငန်းဒီစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တော်လဲအများဒုက္ခရောက်တယ်အများအခက်အခဲရှိတယ်အများကြုံတွေ့ရတဲ့ဒုက္ခတွေကိုကူညီရရောက်တဲ့အတွက်ကုသိုလ်လက်ရဝမ်းလဲဝါတဲ့အလုပ်ပါလို့ယုံကြည်ပါတယ်ဒါအဲ့ဒီစိတ်နဲ့အမကန်လုပ်ငန်းကိုလုပ်ကြပါတယ်ဒါ international မှာလည်းဒီလိုပါပဲစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တော်ညာလဲကူညီခွင့်ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒါဟုတ်ကဲ့ပါအန်ဒီအခုလိုပြောကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ကောင်းပါ